မာသမယတုတ်မြန်မာပြန်မြန်မာလေးယောက်ထားဖို့ဧဝယကုသောလက်တန်တရားတိုင်းမြေမယကျွန်ုပ်အာနန္ဒမထေတိဘဂဝါတော်မြတ်စွာဘုရား၏ဓမ္မုခာမျက်မှောက်တော်မှာဣဒံဒုဒ္ဒယမာသမယတုတ်ကိုသူတံဉာဏ၏ဧကံသမယတရားယောခာ၌ဘဂဝါမြတ်စွာဘုရားသည်တက္ကိနုတက္ကတိုင်းတို့၌ငမလဝတ္ထုသမိန်ကမလောပြည်၌မဟာဝနေမဟာဝန္တော၌မဟာတာများစွာသောဘိက္ခုသံဃိနာယံအပေါင်းသင်္တဗေဝအရန္တိအလုံးကိုယန္တာကြီးဖြစ်ကုန်သောမေဇမတိဘိက္ခုတတေငါရတိုင်းရှိကုန်သောယံတို့နှင့်တတိန်တို့တကောဝိဟရတိနေတော်မူ၏နန္ဒိသလောကဓာတုဤစေကုသောလောကဓာတုမာလီဝတ္တသောသောသကြဝဠာတို့မာလီဒေဝတနာမြမတို့သည်ဘဂဝန္တမြတ်စွာဘုရားကို၎င်းဘိက္ခုသံဃင်္စာယတငါရပေါင်းကို၎င်းနတနာယဘုမျောခြင်းငါရေဘုံရေနာတဏိပတိတာမြတ်သောအပြင်ဇိဝေလာရောက်ကြကုန်သည်ဝန္တိဖြစ်ကုန်၏အနာဂောတောက၌သုဒ္ဓဝါဒကာယိကာနံသုဒ္ဓဝါဒမြမဘုံ၌နေကုန်သောသဒုဏဒေဝတာနံမြမကြီးလေးရောက်သောအားဧတမရိဝိတကနံဤသို့သောကြံတိဟောတိဖြစ်ပြီငေယောတိဘေတုဖြစ်တနည်းဟုမူအယံကောဘဂဝါယိမြတ်စွာဘုရားတိတက္ကိတုတက္ကတိုင်း၌အမလဝတ္ထုသမိန်ကပလောပြည်၌မဟာဝနေမဟာဝန္တော၌မဟာတာမြတ်စွာသောဘိက္ခုသံဃိနာယံပေါင်းနှင့်နဗေဝရံတိအလုံးကိုယန္တာကြီးဖြစ်ကုန်သောဒေဇမတ္တိဘိက္ခုတတေငါရတိုင်းရှိကုန်သောယံတို့နှင့်နတ္တိန်တို့တကာဝိဟရတိနေတော်မူ၏နတ္တိသလောကဓာတုဤတောင်းသောသကြဝဠာတို့မှလေဒေဝတာနတ်မြမတို့သည်ဘဂဝန္တမြတ်စွာဘုရားကို၎င်းဘိက္ခုသံဃေဇာယတငါရပေါင်းကို၎င်းနတနာယဘုမျောခြင်းငါရေဘုံရေနာတဏိပတိတာများသောအပြင်ဇိဝေလာရောက်ကြကုန်သည်ဝန္တိဖြစ်ကုန်၏မယမိငါတို့သည်လေရေနာခြင်းရ၌ဘဂဝါမြတ်စွာဘုရားတရားတည်ရှိ၏ဒေနာတို့ဘုရားရှိရာယတုဥပသင်္ကမေယာမချင်းကရမူကာယန္တုနာဟောကောင်းလေစွာဥပသင်္ကမိတ္တဝချင်းကကုန်ပြီး၍ဘဂဝါတော်မြတ်စွာဘုရား၏အနိကေထံတော်၌ပစ္စေကံအတိတိဂါထံဂါထာကိုအဘတိရွတ်ဆိုတော်မူကုန်၏ယန္တုနာဟောကောင်းလေစွာဤသည်ဧတပရိဝိတကနံဤသို့သောအကျံတိဟောတိဖြစ်ပြီဒါကောယင်းတို့ကြံဖြစ်ပြီးတရားချမဲ့၌နာဒေဝတာထောမြမကြီးလေးရောက်တော်သည်နေယထာပိနာမဥပမာမိတိကဗလဝါจิตတော်ဘုရိတော်ယောက်ျားသည်နမိန်จิတံကွေရသောဘာဟံဝါလမောင်းကုန်မူလိမတာရေယနေယထာပိသံတကဲ့သို့၎င်းဧဝမေဝဤတုသာလင်သုဒ္ဓဝါတိတုဒေဝေတုသုဒ္ဓဝါဒမြမဘုံတို့၌အန္တရာယိတကွယ်ခဲ့ကုန်သည်ဖြစ်၍ဘဂဝါတော်မြတ်စွာဘုရား၏ဘုရားတော်ရှိတော်၌မာတုရေသုံးထင်ရှားဖြစ်ကုန်၏အထာဂောတောက၌နာဒေဝတာတို့မြမကြီးလေးရောက်တော်သည်ဘဂဝန္တမြတ်စွာဘုရားကိုဘိဝါတေတော်ရှိကိုကုန်ပြီး၍ဧကမန္တံတင့်တယ်လျောက်ပါသောရ၌အထံသူရကုန်၏ဧကမန္တံတင့်တယ်လျောက်ပါသောရ၌ထိတာကိုရပြီးသောဧကန္တာဒေဝနာရေတကြဝဠာနှခမ်းဝ၌တခြင်းသောမြမကြီးလျောက်သည်ဘဂဝါတော်မြတ်စွာဘုရား၏တန်တိကေထံတော်၌မဟာသမယောဘဝနာသမိန်သာယိတောဂါထာကိုအဘာတိရွတ်ဆို၏ဝဗနာသမိန်ကပလဝပြေအနိဖြစ်သောမဟာဝန္တောကြီး၌မဟာသမယောဇီဝေကြီးပါရကားဒေဝကာယနာမြမပေါင်းတို့သည်နမဂတာညီညွတ်ဇီဝေလာရောက်ကြကုန်၏
ဂဝါမြတ်စွာဘုရားတိမယံကျွန်းတို့သည်အပရာဇိတတံကံယတုတို့သည်မအောင်နိုင်ကုန်သည်ဖြစ်၍ယနေ့ပင်အောင်အပြည့်တော်မှန်သုံးပါရှိသောယန္တာပေါင်းကိုဒကိတာယေဘုမြောခြင်းငါဤမဓမ္မတမယဤလျာတပင်သို့အာကနာလာရောက်ကုန်သည်အမဖြစ်ကုန်၏အထာဂောတောယမ၏ယချမ်းမဲ၌အပရာဒေဝနာတောင်သက်ကြဝလနှခဝ၌သက်စင်းသောမြမလျောက်သည်ဘဂဝါတော်မြတ်စွာဘုရားဤတန်တိကေထံတော်၌သတ္တရာဘိကောအစရှိသောဂါထာကိုအပါတိရဆိုပြီးနာရတတို့ဇေဝကြီး၌ဘိခောယန္တငါရတို့သည်နမရန္တုတိကြီးကိုဤယတနောမိမိစိတ်တံစိတ်ကိုစုကံပြောင်းပြောင်းအကတုပြုကိုဤနာတတိယထိန်တိနေတဝေတုမြင်တို့သည်သမပ္ပဘောသမပ္ပဝတ္တေတုမယုံမလွန်ကြီးမြဖြစ်ကုန်လာသောနေသာနေကျိုးတို့ကိုကင်းသွားကံ၍အာဇောရင်သောမမောင်းဘေဟဝါရင်သောမတမြေပေ၏ဒိဋ္ဌတိဝါလစ်လျွရွ၍သည်တကဲ့သို့ဧဝနတ္တာတို့သူသတ္တင်ကိုဘေခာယုံ6ပါးနှင့်လစ်လျွတတ်သောသတ္တင်ကိုဘေခာနှင့်မနာကတော်ပြည့်စုံကုန်သောကုဋ္ဌဒွါဒလုံခြုံသောဒွါဒ6ပါးရှိကုန်သောမာနိတပညာရှိကုန်သောဘေကောယံတန်ငါရတို့သည်ဣန္ဒြိယနှင့်ဣန္ဒြေ6ပါးတို့ကိုတက္ကန့်နှင့်စောင့်ရှောက်ကုန်၏ဘဂဝါမြတ်စွာဘုရားသည်ဣတိယံတန်ငါရတို့ကိုတက္ကိတာယေဘုမျောခြင်းငါမယံကျွန်းတို့သည်ဣမဓမ္မဓမ္မယံဤတရားတပင်သောအကနာလာကုန်သည်အမဖြစ်ကုန်၏အထာဂောတောဒုတိယပြမယချမဲနယပရတိဝတ္တနောက်သက်ကြဝလနှခဝ၌သက်ရှင်သောပြမတယောက်သည်ဘဂဝါတော်မြတ်စွာဘုရားဤတန်တိကေထံတော်၌စိတဝါကိလံစရှိသောဂါထာကိုအပါတိရွတ်ဆို၏ကိလံယာကတောဓမ္မောအမိလင်းညောင်းတဲ့တင်ကိုစိတဝါမလေးအပင်ပဲဖြတ်ကုန်၍ပလိကံယာကတောဓမ္မောအမိခောတကားကြီးကိုစိတဝါပဲဖြတ်ကုန်၍ဣန္ဒာကိလယာကတောဓမ္မောအတိဟုသောတကားတိုင်ကိုဝေဇမလေးတွယ်ပြင်ပဲနှုတ်ပြီး၍အနေဇာတနာမရှိကုန်သောသုဒ္ဓကိလေသာမရှိကုန်သည်ဖြစ်၍ရှင်ကျဲကုန်သောဝိမလာကိလေသာညစ်ကြေးမရှိကုန်သောဇဂုမတာဇဂု5ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်ဒုဒ္ဒနာလွန်ရင်ကြီးအောင်ဆုံးမအကုန်ပြီသောသုဒ္ဓနာကပြုံမြင့်နှုတ်နွယ်ငယ်စဉ်ကယန္တာဖြစ်ကုန်သောဒေတောယန္တာ900တို့သည်စရံဒီယလေးမျက်နာတို့၌အပိယပင်အတအစီမရှိကုန်သည်ဖြစ်၍သွားလလဲပတ်တကုန်၏ဘဂဝါမြတ်စွာဘုရားတိတေယန္တာ900တို့ကိုဒကိတာယေဘုမျောခြင်းငါမယံကျွန်းတို့သည်မံဂါထံဣမဓမ္မဓမ္မယဤတရားတပင်သို့အာကနာလာကုန်တရားမဖြစ်ကုန်၏